တိုင်းနေရပဲမမစီတာပဲခိုင်းလို့ဒါနဲ့ကိုကြီးတို့တာဖာကိုပြန်လာတယ်ဘယ်မှမဟုတ်ပါဘူးညီမလေးဟိုဘက်တောင်ပိုင်းမှာအလုပ်လေးပါလေးရမလားအလုပ်သွားရှာအလုပ်လေးမရခဲ့ပါဘူးညီမလေးကဲဒါနဲ့နည်းနည်းစောသွားပြီးစောပြန်ခဲ့နော်ဟုတ်ကဲ့ကိုကြီးဟုတ်ကဲ့သွားကိုကြီးရဲ့ဒီမှာတာထားလုပ်နေရတော့ဘာမှမဟုတ်ပါဘူးညီမလေးအောင်မလေးကိုကြီးရဲ့ကိုကြီးတစ်ခုဖြစ်နေဆိုညီမလေးသိပါတယ်မနမချင်းပဲပွေလေးလေးကိုကိုကြီးရဲ့ဘာဖြစ်နေလဲကိုကြီးလောက်ကံလည်းမေရမရှိစီးပွားရလည်းညံ့ဒီမိသားစုနဲ့ရှေ့ကြောက်ဘလို့ဆက်ပြီးတောင်းဝင်ယူရမှန်းကိုကြီးမသိတော့ဘာမှမပါညီမလေးကိုကြီးလှုပ်ရတဲ့ခါကျရင်ကိုကြီးတို့မိသားစုပျော်ရှင်ရင်ရလို့ပဲကြံနေလို့ရတာပေါ့ညီမလေးကိုကြီးကြောက်တဲ့စီကြီးညီမလေးနဲ့ကြောင်းထပ်ပြီးလုပ်မယ်လေတော်တယ်လှုပ်မယ်ဆိုတဲ့စကားငါရှိမှဘယ်တော့မှထပ်မပြောနဲ့ငါကိုယ်တိုင်လှုပ်ကြောင်းတက်ဆရာရှိရနေကြောင်းတက်တာဟာမလေးဘာလဲလို့ကိုကြီးစားရင်စားဖို့ထမင်းခုပေးလို့လေခူးနေနဲ့ကိုကြီးကပြင်ရောက်မှစားမှာဒါဆိုညီမလေးတူရှင်သွားတော့ပဲကိုကြီးပဲတစ်ခါလိုက်ခဲ့မလားမလိုက်တော့အောင်ညီမလေးညီမရဲ့မရှင်သွားနော်ကိုကြီးကကိုကြီးတငယ်ချင်းနဲ့အပြင်မှာချိန်တာဒါဆိုညီမလေးမဟုတ်ပြီလေညီမလေးဟုတ်ဆိုညီမလေးသွားတော့မယ်နော်ကဲကောင်းတော့ညီမလေးဟုတ်ကဲ့ကိုကြီးကဲဟဲ့အောင်သွားနော်ရော့မင်းမတောင်းခင်နေမှာဖေကကျူပေးရငါမင်းအိမ်မှာမင်းနဲ့နှစ်ယောက်လေးရှိရနော်အမေကိုကြည့်ဆိုင်ကြလားအေးမကြီးကျွန်တော်တရားလေးခဏထားခဲ့မယ်နော်ဟောညက်ကြံဝင်လိုက်မယ်ကျွန်တော်ကခမောင်လေးလည်းတောက်ယူရလိုက်မယ်ကြာငါ့ဘောမနဲ့တရားလောက်သွားမယ်ပြောရတာဟိုလာဒါကြမှာကိုကြီးဒါဘလို့ဖြစ်ရပြောကြပါပြောလေကိုကြီးဒါဘလို့ဖြစ်တာပြောမနဲ့ကလောက်သွားမယ်ဆိုအခုကျရင်အဲ့အဆုပ်ကြီးနဲ့ပြောလက်ထဲမှာလဲမအဲ့ကြီးနဲ့ဘလို့ဖြစ်တာလဲပြောလေကိုကြီးပြောဟုတ်ပါညီမလေးလက်တော့အိမ်မှာစင်မယူဆိုတော့ညီမလေးသိရတဲ့ကိုကြီးကဒီလုံးချင်မှလည်းလောက်ရတော့ညီမလေးကိုကြီးကနားလိုက်ပြီနော်ကိုကြီးရဲ့ညီမလေးတို့မိသားစုတွေနဲ့တော့ခံကြတယ်လို့ပါပြောတာပဲညီမလေးကြောက်ထပ်ပြီးလောက်ပါမယ်လို့လောက်ပါတယ်ညီမလေးညီမလေးကြောင်းထက်စံမလို့ပါဘူးကိုကြီးကညီမလေးရှာချင်းပါနော်ကိုပြောတော့နားထောင်အောင်ရလားထိုင်တော့အကိုကလည်းတည့်ရတိုင်းပဲလေအကိုသားဒီချင်းလောက်ဆိုရအကိုပေါ့ရှောက်ဆော့နေရောဗောကိုရဲ့မင်းကလည်းတောင်းအတိုင်းလှုပ်မထားနဲ့ကွာတခုချက်တိုင်းဘယ်လိုလုပ်အကိုရဲ့ထားရီမွေးထားတာပါထားရီတိပါတယ်မင်းကိုပြောလိုက်ဒီတိုင်းပဲဒါနဲ့မမရွာဖျားပွဲကြိုင်မနဲ့ညီမလေးတူသွားကြမယ်လေမသွားတော့ပါညီမလေးရဲ့မမလည်းမလိုက်တော့ညီမလေးကဘယ်နဲ့သွားရမှာလဲလိုက်ခဲ့တော့မမညီမလေးရဲ့အိမ်ရစီးပွားရေးချင်နေတယ်ညီမလေးတည့်ရတိုင်းပဲဒီမလိုက်ညီမလေးလည်းမသွားတော့ညီမလေးကလူငယ်ပဲသွားရမှာပေါ့ကဲကိုမြင့်ကြီးရှင်ကြားတယ်နော်ရှင်ညမဖျားပွဲသွားဖို့ရှိတယ်အဲ့ဒါရှင်နဲ့ပပလုံးလေးပါလေပို့လို့ငါကြားပါတယ်ကွာဒီကညီမလေးတွေမဟုတ်ဘူးမင်းရောတောင်းအောင်လို့သွားရှင်စကားရှင်ဒီနော်ဟာတီးပါတယ်မိန်းမရေငါမင်းဘယ်တော့လိမ်ဘူးလို့ကဲဖျားပွဲကနေတော့မယ်နော်ကျမဝမ်းဆက်တုံကြိုးချုပ်ပေးတာအေးပါမိန်းမရေအနားနေမင်းတို့လေဝမ်းဆက်ဖြစ်ကိုဖြစ်စီရမယ်ဟုတ်လားပြီးရောထိုင်နင်းပုံစံကြည့်နင်းဒီမကောင်းလားဟုတ်တယ်နေမကောင်းလမ်းထိပ်ကိုဆေးသွားဝင်မလို့နင်းရလဲနင်းမကောင်းတော့အိမ်မှာမနေပဲနဲ့နင်းညမနဲ့မြင့်ကြီးကဘယ်သွားလို့တော့မလေးကကြောင်းသွားတယ်လေကိုမြင့်ကြီးကလည်းလှုပ်သွားတယ်အိမ်မှာဘယ်သူမှမရှိဘူးဒါကလည်းအိတ်နေလို့ကိုကဆေးသွားဝင်ဖြစ်သေးပါ့ငါလည်းပို့မယ်လားမြင့်ကြီးဒီကိုမင်းမလေးကို view ဆိုင်ပါအောင်ကွာview ဆိုင်ပါတယ်ကွာအခုငါမင်းမဘာဖြစ်နေလဲဘာပြရမလဲကွာမင်းကလီမကောင်းတဲ့နဲ့ဆေးထောက်ဝယ်အခုငါလည်းလမ်းမှာတွေ့လို့ဆေးလိုက်ဝယ်ပြီးတဲ့အခုအိမ်တော့ပြန်ပုတ်ခဲ့ရသေးတော့မင်းက view ဆိုင်ငါပြန်တော့မနာလိုက်ဒီကောင်ကွာမိန်းမတော့ချစ်တယ်လေ view ဆိုင်ဝယ်ကျတော့မေ့နေထိုင်မိန်းမစင်ရောပြေလောက်မင်းကလည်းကွာနေမကောင်းတော့တားလေးဝယ်ခိုင်းရနေတာဟောအဲ့ဒါဘေးရတရားကိုဝယ်ခိုင်းနေရနေတဲ့ကိစ္စကိုမင်းကလည်းမလေးဒီပတ်တင်ကွာ
တော့ငယ်လေးကိုကြီးရဲ့ကိုကြီးဖြစ်ဖို့လေ ဟမ်မကိုလေးကြည့်ကြတော့ပြန်လာတယ်ဒီစားပါလားဟာလေဟာမာလေးနင်းမအဲ့ဒါကြာလိုက်လား ဟုတ်တယ်လေကိုကြီးရဲ့ ကိုရကူလို့ကဲညီမလေးဘာနင်းမတော့တော့သေးနေနေတော့တော့နင်းလည်းစေးလေးတကယူခိုင်းလိုက်တာကြာလိုက်တာထားစေးတောင်းထားပြီနော်ထားနော်ထား မမရထားတော့လေ ထား မ ထား ကိုကြီးလောက်ပါအောင်ကိုကြီးမရထားတော့လေမ ထား မရေမ ခုထားတယ်ထား မရထားလေမရဲ့ကိုကြီးလောက်ပါအောင်မမောက်နှိုးပါအောင်ကိုကြီးရေ ထား မရထားတော့လေ မင်းမရှိကိုတားနဲ့ဘယ်လိုနေရမှာလဲထားရနော်ထားဒီကိုဘာလို့ဆိုထားတော့လဲထားရနော် မထားတော့လို့မ ထား မထားခဲ့ပါနဲ့တမီးတို့မထားတော့ ထားရမိကိုဘာလို့ဆိုထားရတယ်ကွာထားကိုကြီးတွေ့ရတယ်တော်ပဲကိုရ အေးဒါနဲ့မင်းတို့သားဖားရဘယ်သွားကြမလို့ ဟာဘယ်မှမတော်ဘူးကိုကြီးရှိပဲစိုင်းနေကြတယ် ကဲစိုးစမ်းပါအောင်ကွာ ဒီကညညမလေးနဲ့ဒီကကျွန်တော်သားကိုကြီးရှိမှအပ်ထားခဲ့တယ် အထားခဲ့တာတော့ရပါတယ်ကွာဒါမင်းပဲသွားမို့ တော့တုတ်သွားလုံးလို့ကိုရလှုပ်စင်းနေမှာပဲကျွန်တော်သားနဲ့ကျွန်တော်ညီမလာခေါ်တော့မှာကိုရ ဩရပါတယ်ကွာမင်းခြေကြဖြစ်မှလာခေါ်လိုက်နော် သား